Bây giờ bà tính ra rồi, tính mình đẹp thằng như thì sao lại rồi nó sẽ chụp vào xe. Tính ra rồi sẽ chụp vào Mỹ ạ, thằng này gọi nó. Đó là bây giờ đi mẹ đi, bây giờ đi mẹ, rồi mình khá một cọng, thì như nó sáng thì đây cọng là, thì như là chui chả là tìm ra cái cọng đó, thì như là chui chả là, cô này đại sản làm thì cô sẽ hình chui chả là cô cậu là, quay nhà, bể mẹ đôi, tôi được nhiều máu, đá đó, là trao chỗ, đá. Ê ya wali chai quá khen màမျိုးနဲ့ချီကျုံနေရကြောက်စစ်စစ်ဒါမျိုးလေးတွေကိုစားသုံးနေလို့မှာယူရလဲဆိုလဲမှာယူရတယ်เนาะငါ6လေးရောင်းပါတယ်ရှင့်အကြီးတက်တိုက်လေးရောင်းပါတယ်အကြီးတက်တိုက်ကလည်းချီကျုံအကြီးတက်တိုက်စစ်စစ်ပါအကောင်းကြီးကိုအကြီးကြီးပဲအရင်တစ်ခါကယူလာတာစားဦးတဲ့အမတွေဆိုတိသူတို့ထပ်မှာစားမကောင်းဘူးတချို့ကြတော့ဈေးကြီးရဆိုယူတော့မစားကြဘူးဒါပေမဲ့ပေးရတဲ့ဈေးနဲ့တန်အောင်ရတာကောင်းတာတကယ်ကောင်းတာအကောင်ကြီးဆိုတော့ကြီးတယ်မကြီးတဲ့တော့ငရမ်းကြောက်လို့စားကြတယ်နော်တပတ်လောက်ကြိုမှာရောင်းတယ်နော်ဒီမမရောင်းတယ်လေမမမဟုတ်ဒီညီမလေးရောင်းတယ်ညီမလေးရောမမအတော်ပုံရောင်းတယ်တကယ်ကောင်းတယ်ဒီလိုမကြီးတဲ့ဆိုလို့ရှိရင်မှုေးပြီးတော့အကောင်ကြီးဆိုအကြီးရယ်လေပြီးခဲ့တဲ့တစ်ခေါက်ကယူသွားတဲ့အမဆိုသူကကိုယ်ရောမစားဘူးဆိုတာအဲ့ငကြီးကိုလည်းချက်စားတာပဲတည်ရတော်စားတယ်ချက်စားတာသူအဲ့လိုမဟုတ်ဘူးပြောင်းမှုလို့ပါပြောင်းမှုရဲ့လက်ဖက်ကအဲ့ငကြီးချက်ကိုတုတ်စားတာကောင်းတယ်ကိုလည်းတစ်ခါတော့တုတ်စားပြောမှာပြီးတော့ဘာလို့မဟုတ်ဖြစ်နေလဲသိရဒါကိုနေရဝယ်ထားလိုက်ဒါအခုတော့အစားအသောက်နဲ့ပတ်သက်လို့ရှိရင်လေယူတဲ့ခံမပါဘာလို့လဲသိလားအစားအသောက်ကိုစားဖို့အတွက်ဝယ်ပြီးနေအောင်မေ့နေတယ်ဒီမှာကြည့်အဲ့ဒီက3ရက်ရှိပါတယ်အဲ့လိုဖြစ်သွားမှဲ့သွားဝယ်လာတာကဟိုကလုပ်ဖို့ဒီတိုင်းပဲတို့ဆိုင်လည်းစားမယ်ထမင်းနဲ့စားလည်းတို့စားမှာပေါ့နော်ဘလိုမျိုးတုတ်ဆိုင်လည်းစားမယ်ပေါ့ဆိုပြီးတော့ဝယ်လာတာအဲ့ဒါကိုမေ့တာဒီနေ့ကဘူးဒီမှာအခုတတိယကိုစားမယ်လည်းအဲ့လိုမှဲ့သွားပြီအဲ့မှာပုံးနေပဲအဲ့လိုပဲကျွန်မသမီးလေးတော့မုံမတတ်တာသူသိရင်အကုန်ကုန်တယ်သူမကြိုက်တဲ့ဟာပဲကြိုက်တာတော့ကုန်ကုန်တယ်ဟုတ်တယ်တမီးတို့အဒီစားမကောင်းလို့ပြောတော့တမီးတို့ကလေအစားတက်တော့ယူတက်ဒီကိုသိပေါင်းကြတယ်ဟုတ်လားဒီသိပေါင်းကြလည်းပါကြလားကိုတော့သိပေါင်းကြပြီးစားနေတမီးမီထားတဲ့တမီးလေးရဲ့ခေါင်းဆွဲလေးရဲ့အမေအရင်ကြိုက်တယ်တဲ့သမီးအမေနဲ့ဟာတမင်းလေးရခေါက်ဆွဲသေးရပြန်ဝမ်းသွားတယ်အလို့ပဲယူတိမုံလေးငပိလေးတည့်တိစားတင်လေးရနေပြီးတော့တို့စရာလည်းတို့စားအမေနဲ့ဟာတဲ့ဟာကိုစုံးလိုက်တယ်ရတာရန်ကောင်းအမေငယ်ငယ်တော့မဟုတ်လူကြီးကတကြပြန်လို့ရတယ်အမေပြောရမယ်အမေပြောမှာပြည့်တမီးရဲ့တရားမှာတော့ဆွဲပါရှင်းပတ်ခံရတယ်လောက်လူပဲခေါ်ပါဘုံမရဲ့အကုန်လုံးဒီရွယ်ဒီအမေကိုချွဲလို့တတိယအမေဖေကိုလည်းတတိယတို့အရင်ပြန်တမီးရောပဲဖွားတဲ့ဘဘကိုတတိယအကြံပေးရမပြန်နိုင်嗯。